ကိုယ်တိုင်ကိုယ်တော်ကိုယ်တော်ကိုရကိုယ်ဆက်ကိုယ်တိုင်ကိုအချုပ်ပါတော့တိုင်ချုပ်ကဘူးတင်ဒီနဲ့တင်ဒီနဲ့မှာရှိပြီးတော့တိတ်မောင်ကျော်ပြင်မယ်နော်ဇွဲကလေးမောင်ကျော်ထီလုံးမောင်ကျော်ဖပမောင်ကျော်ဒီဆိုင်တောင်မောင်ကျော်လေးအားလုံးကိုကြိုးပါလေအဖွာနဲ့ကြလဲကိုအမှုထားပြီးဒီဒီဘက်တို့ကျောင်းတပရာအသီးဒီမှာသာသနာပြုနေတော့ကရင်တိုင်နဲ့ချင်းအားလုံးကိုကြိုးပါတယ်ဗျာကြွရောက်ခဲ့ပါဗျာဝင်လာမယ်ပုံပုံမိုင်းခေါ်စရာမလိုဘူးဝင်လာမယ်ဆွဲစရာမလိုဘူးเนาะအဲ့တော့ဇွဲကလေးမောင်ကျော်ထီလုံးမောင်ကျော်ဖန်မောင်ကျော်မီးဆိုင်တောင်မောင်ကျော်ကြိုက်ရုပ်တောင်မှာသာသနာပြုနေတော့အကောပန်းတင်ရွှေနန်းကျင်မောင်နှမတွေအားလုံးကိုကြိုးပါတယ်ဗျာ
ညနေမှာဆရာမတို့လက်ဝိတ်ထိုးမယ်နော်ဒီအရှိအမောင်ကျော်နဲ့ထိုးဖို့ကဝိတ်တန်းမိတဲ့လူမရှိဘူးဖြစ်နေတယ်နော်အဲ့တော့အောင်လားအဆန်းကိုကျမတို့ကအကြောင်းကြားရမယ်ခေါ်ရမယ်နော်ဒါကြောင့်ဒီတခါကျမတို့မောင်ကျော်လေးလက်ဝိတ်ရင်ပြမယ်လက်ဝိတ်ရင်ပြမယ်နော်လက်ဝိတ်ရင်ပြပြီးတော့စက်နှန်းကိုပြမယ်လက်ဝိတ်ရင်ပြမယ်ကဲယောက်ျာကျမ်းမာရေးမကောင်းဘူးနော်စီးရှင်ကျမ်းမာရေးမကောင်းဘူးမောင်ကျော်အပြည့်စီးနဲ့အဲ့ဒီကလေးမှာဘာနာစာမှမလိုချင်ဘူးကြံခဲ့တာမလိုချင်ဘူးအားလုံးပြည့်ယူသွားပြီကလေးကျမ်းမာရေးမကောင်းဘူးကဲလက်ဝဲရင်ပြမှာလားဒုံးနဲ့ပြမှာလားလက်ဝဲရင်ပြမယ်โอเคနောက်တစ်ပတ်ယောက်ျာနော်ပုဂ္ဂိုလ်စီးထားတဲ့အတွက်ကျမ်းမာရေးကောင်းသွားမယ်။ရဖြစ်တဲ့အဘမြင်းပြရှင်ခွာညိုအဖိုးကိုအဖိုးသမီးပွဲချိုပွဲကိုပွဲနေကြတော့ပါတယ်။မာလာဦးရဲ့အမျိုးသားရဲ့ရိုးရာသားတွေရှိတဲ့အတွက်ကိုစားပွဲဆက်ပေးပါတယ်။အဘမြင်းပြရှင်စံမြန်းရအညာနန်းနန်းအနေပွဲပေါ်သို့ပူဇော်ခံပြိဖိတ်ပါသည်။ချွတ်ရောက်ခဲ့ပါဗျာ။ ဟုတ်ကဲ့ line နဲ့ဖြစ်နေတယ် line နဲ့တော်တော်လေးထည့် line မကောင်းအောင်ဖြစ်နေတယ် ဒီခဏပိတ်ပြီးတော့38မိနစ်ဘက်ကိုတစ်ချက်လေးနေနော်ဒီနေ့က
ပထမဆုံးလေးနော်ပထမဆုံးလေးဖြစ်တယ်ဒါကြောင့် ဟုတ်ကဲ့ line မကောင်းခင်ဗျ line တော်တော်လေးကြက်နေ line တစ်ပြန်နေကိုမပုတ်စလိုက်ဘူးကဟုတ်တော့ငါတို့ချဟုတ်လားဗျ မှာအသေးချာဖွရှာကြည့်ဆွေးသားအသိတပါလေခမ်းမိတော်သွားပါနော်တပိတို့စရာအသိလူရမားပဲအနိဒီသူနောက်ဘုရားမှာကြွမြောက်တာမှာဟုတ်နတ်ဖမီတွင်းကနေမဟိကဟဲ့မင်းထွက်နေစီယော你
မ
ခဏလေးစောက်ပါနော်ကျမဝေးဝေးဆက်ပြီးရင်ပြီးရင်မြို့ပေါ်ပြီးတယ်နော်ခဏလေးစောက်ခဏလေးစောက်ကိုယ်တိုင်ကိုယ်တော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 ်ကိုပါတော့တိုက်ချင်ပါဘူးအဖိုးကိုအမှုထားပြီးတော့နိုင်ငံခြားမှာရှိနေတယ်အဖိုးရဲ့သားမိုးစောကိုစက်တာပရိသတ်မိုးစောကိုရဲ့ရိုးရာကလေးပွဲဆက်မယ်နော်မိုးစောကိုရဲ့ရိုးရာနော်အမျိုးမှန်ရဲ့ရိုးရာရှိတယ်ဒါကြောင့်ရိုးရာကိုမမေ့မလျော့အဖိုးသားပွဲထိုးပွဲကိုပွဲနေကြတော့ပါလေနော်ကလေးကိုကြီးကလေးမေတော်ကြီးကိုအမှုထားပြီးတော့မိုးစောကိုရဲ့ရိုးရာသူ့ရဲ့အမျိုးသမီးပွဲဆက်ပေးပါတယ်ထိုးပွဲကိုပွဲနေကြတော့ပါလေရိုးရာဆက်မြတ်ရကလေးဘုရားကြောင့်ကနေပွဲပေါ်သို့ပူဇော်ခံပြည့်ဖိတ်ပါလေကြွရောက်ခဲ့ပါဗျာမိုးစောကိုရဲ့ရိုးရာကတော့ပါတယ်ဘုကြိုက်တလန်ပေါ်ကြိုက်ရှမ်းနံဘုရားမှာသာသနာပြုနေတော့ရှမ်းမောင်နှမတွေကိုပွဲထုတ်ပွဲကိုပွဲနေကတော့ပါတယ်ခွန်ချိုခွန်သားနန်းကန်ညာနန်းကန်လာနန်းကန်မွေးနန်းကန်ထွေးမောင်နှမတွေအားလုံးကိုပွဲထုတ်ပွဲကိုပွဲနေကတော့ပါတယ်ဒီနေ့ကပထမဆုံးနေ့မနေ့နေ့လည်ညီလာခံမှာကြိုက်တလန်ပေါ်ကြိုက်ရှမ်းနံဘုရားမှာသာသနာပြုနေတော့ရှမ်းမောင်နှမတွေကိုကြိုးပါတယ်ဘုရားပွဲပေါ်သူပူဇော်ခံပြည့်ပေရင်ကြွရောက်ခဲ့ပါဗျာကြိုက်တယ်တော့ကြိုက်ရှမ်းလားမမမချောင်းရောက်လာမယ်ဝဲစကားမယ်ကြိုက်တယ်တော့ကြိုက်ရှမ်းလားမမမလေး
ပါလေအလေစီမှာမေလိုလေးပါဆောက်တယ်အတွင်းစီမှာအထက်ဘုတ်ကိုဆောက်ပါတယ်ဒါကြောင့်အပြည့်စီအလေစီအတွင်းစီစီလုံးပြန်ချလာတယ်ဒါကြောင့်အပြင်ကလက်မကြီးတရေမကောင်းတဲ့အတိုက်ထိုက်ကိုဝင်လို့မရပါဒါပေမဲ့ဒီနေ့မှာချိန်ချက်နေတယ်မချစ်မလို့နေတဲ့ပုဂ္ဂိုလ်တို့ကိုဆရာမတို့ပြင်မယ်နော်အားကြောင့်အမေပဲဝါခိတ္တကနာလမ်းလေးထုတ်ပြီးသူတယောက်တည်းကိုပဲပြင်မှာသူနဲ့ပါလာတဲ့အဲ့ဒီဒီကိုဒီမှာလို့တစ်ချက်ပေါ်မယ်နော်ဒီမှာလေးဟုတ်ကဲ့တယောက်ပဲပြင်ပြင်အမလို့ယူသူ့ရဲ့အပန်းပါမလို့ယူအားလုံးထည့်ထားမယ်နော်သူတယောက်ဝင်ပြီးရင်အမေစီးကိုပြန်သားမယ်ပြီးရင်ပြန်ထွက်တဲ့အခါစီးရကလာဖွင့်ပေးပါအနေနဲ့ပါဟုတ်ကဲ့ပါအောင်ဒီပါဟဲ့မင်္ဂလာဆောင်းဝိုင်းတော်ကအဆိုတော်3ယောက်ပါခင်ဗျာဟုတ်ကဲ့အဆိုတော်1 2ယောက်လည်းပါပါတယ်အဲ့ဒီမှာတယောက်လည်းပြပါတယ်နော်ဒါကြောင့်ဟောညပါလေးတစ်ချက်လာဖွင့်လာပြီပြီးရင်စီးလေးခဏဖွင့်ပေးပါကဲဒီမှာတို့ပြလိုက်တယ်ဆရာမဖွင့်တောင်းထားတယ်ဝင်လာဖို့အတွက်ဖွင့်တောင်းထားတယ်ညံ့ရတယ်ဆရာမနောက်မှာလုပ်နေရှိတယ်လိုချင်တာကိုပြောမယ်တွေ့ချင်တဲ့ဒီကိုတွေ့မယ်ပြီးရင်နှုတ်ဆက်မယ်ပြီးရင်ဘဝမှာအ
မြန်သွားဖို့အတွက်ဆရာမဒီကနေလိုအပ်တာဘာလိုအပ်လဲပြောသွားပြပါလုပ်ပြီးမယ်နော်လုပ်ပြီးမယ်ဟုတ်ပြီစောင့်နေတာနော်ကျော်စိုးကိုအာကာဆိုဟုတ်ပြီဒီဆရာမကျော်စိုးကိုပေါ်လိုက်ရတယ်သူ့နာမည်တမျိုးပြန်နေတယ်ပြောတယ်နော်အမဘုမသိတာနော်မသိသူပြောလို့သိတာဟုတ်ပြီအာကာဆိုကိုကျော်စိုးမင်းတွေ့ချင်တဲ့မိမိသားစုရောက်နေအဲ့တော့တက်ရမင်းစီးကျင်တဲ့စီးရှင်ကိုရှာအောင်စီးမယ်ချွေမျိုးအားကျင်နေတာမလို့ချင်ပါနော်သူ့ရဲ့ရာဇဝင်ဆရာမမင်းဝင်လာတဲ့သူကလည်းအိမ်မှာမဟုတ်ဘူးအဲ့ဒီအစစ်အမှန်ကိုဆရာမပြင်တာဖြစ်တဲ့အတွက်ကျိုးစိုးလာမယ်နော်လာမယ်နမိုင်းဆိုင်ရေးကြည့်ပြီးတဲ့တိုင်းနော်နမိုင်းဆိုင်ရေးချက်ကြည့်ပြီးသိရောညီမလေးမြင်မောပွဲမဆက်သေးတော့ line မကောင်းတော့ဒီကိုပွဲတွေ line ဘောပွဲတွေမဆက်သေးပါဘူးเนาะ line မနှက်ဖက်လောက်မှဆက်ပြစ်မယ်တင်တယ်ဒီနေ့က line လေးတက်လိုက်ကြလိုက်ပြီ